ကျေးရွာတွေမှာရှိကြတဲ့အမျိုးသားအမျိုးသမီးပေါင်းတို့ခင်ဗျာရှင်လောင်းလဲဖို့အချိန်ကြီးကြာနေပါပြီခင်ဗျာအလူတကအလူမနဲ့ဝိတ်လွယ်ကြမယ်ရှင်လောင်းရဲ့မိဘတွေလည်းဆုံးနေပါပြီအဲ့ဒါကြောင့်မို့မန္တတွင်းကိုကြွရောက်ကြဖို့ကျုပ်ရွာတော်ကြီးကနေနှိုးတော်ပါတယ်ခင်ဗျာအလူတကာကြီးကတပိတ်လွယ်ကအလူမကြီးကပြိခရာသင်္ကန်းရွက်လို့ပြုံးဝိစာမောင်ရင်လောင်းငါမြေပေါ်မှာဥရွှေရိုးလဲကနေရာကိုနောင်ကိုင်းတို့လာတယ်ညာရှင်လောင်းလဲလို့လာပြီခမညာဟောကြည်ပါဗျကြည်နူစရာလူမင်္ဂလာထမေချောင်းစီမောင်တီတို့သာရောက်လာမြမရွေးကုတို့ပါတာရှင်ပြူတဲ့အလူပါမိဘစုတွားအလူပါတာရှင်ပြူတဲ့အလူပါမိဘစုတွားအလူပါဘာဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာအကျွေးမွေးကဆုံးနေဗျဧကဆိုင်ငါမိုက်တဗျပိတ်တကြီးနဲ့ပါတဗျရွာလုံးမဲပြောနေတာတို့ဘဝငါညံနေဗျဥရွှေရိုးနဲ့နေတာကိုနောင်ကိုင်းတို့လာတယ်ဗျလူမျိုးလေးတို့ရှိုးနေတာဟောကြည်ပါဗျကြည်နူစရာလူမင်္ဂလာထမေချောင်းစီမောင်တီတို့သာရောက်လာမြမရွေးကုတို့ပါတာရှင်ပြူတဲ့အလူပါမိဘစုတွားအလူပါတာရှင်ပြူတဲ့အလူပါမိဘစုတွားအလူပါဘာဝနာများပွားတာပါအလူတော်လူတော်လူတော်မင်္ဂလာအလူမကြီးကပြိခရာသင်္ကန်းရွက်လို့ပြုံးဝိစာမောင်ရင်လောင်းငါမြေပေါ်မှာတို့ဘဝငါမြင်ရဥရွှေရိုးလဲနေတာကိုနောင်ကိုင်းတို့လာတယ်ဗျရှင်လောင်းလဲလို့လာပြီဗျ